အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Glacier Dragon မှာဖြစ်ပါတယ်ဒီထဲမှာတော့ဗျာမိတ်ဆွေတို့ကျွန်တော်ပြောချင်တာတော့ဗျာဒီ AKN ပေါ့နော် AKN နဲ့ Cruiser နဲ့ဗျာဘယ်တနက်ကပိုကောင်းလဲဆိုတာလေးပြောချင်တာပါဗျာလူတိုင်းကတော့ဗျာပြောကြလိမ့်မယ်ဟော AKN ပိုကောင်းတယ် Cruiser ပိုကောင်းတယ်အဲ့ဒါကျွန်တော်ဒီမှာလေ့လာတာပြောကြတာပါဗျာအဲ့ကျွန်တော်အရင်ဆုံး Cruiser နဲ့ပြပြမယ်နော်ခြေထောက်တွေရဲ့ body shot ရဲ့ shot ပေါ့နော်ပြပြမယ်damage တွေကိုချက်မှတ်ထားပေးပါနော်ဟုတ်ဗျာဒီကကျွန်တော် AKN နဲ့ပြပြပြီနော်ဟောလို့မြင်နေတယ်ဗျာအဲ့ဒါ AKN ကသူက damage ကဗျာဘယ်နာကိုထိထိပေါ့နော်ဒီခနာကိုယ်ဘယ်နာကိုထိထိသူက cruiser တဲ့ဆိုင်တော့ damage ကိုပိုပြင်းနေဗျာအားနဲ့ချက်အားသာကြကတော့သူတခုမျိုးရှိရပါတော့ cruiser ကတော့ကြီးထွဲမြန်တာလို့ကြီးဖြစ်မြန်တာလေးဒါလေးတော့ရှိတယ်ဒါပေမဲ့ damage ဘိုင်းမှာကျတော့သူကAKN ဗျပို့ပြီးတော့ဓာတ်မိပြင်းနေပေါ့နော်ဟာဒီကကျွန်တော်လေ့လာတွေ့ရှိတာလေး pro share လုပ်ပေးတာဗျကျွန်တော်ကတော့ဆက်လက်လုပ်နေတယ်ဗျAKN ကတော့လည်းထိရခါတဲ့အတွက်ကျွန်တော်ကတော့ဒီ no scope အဝေးပြမယ်ဆိုရင်တော့ဗျအဲ့လိုမျိုးလေးပေါ့နော်ဟိုလိုနဲ့ပြတာလေးတွေတော့ပိုအဆင်ပြေပါလေဗျဒီမှာဘရိုနောက်တစ်ခုပြောချင်တာဗျသူရှေ့မှာတက်တဲ့ attachment လေးပေါ့နော်အဲ့ဒါလေးက damage မတူဘူးဗျဒီအတန်လေးလို့ဆိုရှင်ဗျာ damage ကနည်းနည်းလျော့တယ်ဒီအခုနောက်ပိုင်းထွက်လာတဲ့ဒီထိပ်ဖူးလေးဆိုတော့ဗျသူက damage ကတိတိသားလေးကိုပုံများလာတယ်ဗျာဟိုမှာတရားရှိကနေပြီးတော့131တော့ဖြစ်သွားတာပေါ့နော်ဒါမျိုးလေးတော့ရှိပါတယ်ဗျဟုတ်ပြီမိတ်ဆွေတို့ဘယ်တနက်ကိုအသုံးများလဲနောက်ပြီးတော့ဘယ်လိုမျိုးတွေတက်ဆင်အသုံးပြုလဲအဲ့ဒီ comment မှာရေးခဲ့နိုင်ပါဗျကျွန်တော်တို့ဗျ AK ဆိုလို့ရှိရင်အတန်တိတ်နဲ့ဒီ30 G30 ကတ်တယ်ပေါ့နော်အဲ့ပဲအသုံးများရတယ် Cruiser ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဟာလေးတက်တယ်ပေါ့နော်ဒါပြောလို့ရှိရင် G50 ကတ်နဲ့သုံးတာများပြီဗျကျွန်တော်တို့ကတော့အဲ့ဒါပို့အဆင်ပြေတယ်ဗျCruiser ရဲ့ဆိုင်ပေါ့နော် AK ကတော့ကျွန်တော်ပို့ကြိုက်ပါတယ်ဗျ